ရှင်ဒီနေ့တော့ကျွန်မက prepositional place နေရာပြပုတ်ကလေးတွေထဲကမှာ THROUGH through ဖြတ်လျက်ဆိုတဲ့စလုံးလေးနဲ့ ACROSS across ဆိုတဲ့ဖြတ်လျက်ဆိုတဲ့prepositional place ပေါ့နော်ဒီစလုံးလေးနှစ်ခုရဲ့ပေါ့နော်အသုံးလေးနှစ်ခုရဲ့ကွဲပြားချက်ကလေးတွေကိုပြောပြပေးချင်ပါတယ်နော်ပထမတစ်ခုက THROUGH through ဖြတ်လျက်ဆိုတဲ့အဓိပ္ပာယ်ပါသူရဲ့အဓိပ္ပာယ်ကဝင်ပြီးတော့ထွက်တယ်ဆိုတဲ့အဓိပ္ပာယ်နော်ကြည့်ရအောင် The train went through the tunnel ဆိုလိုတာကမီးရထားကဥမင်လိုင်ကောင်းကိုဖြတ်မောင်းသွားတယ်ဥမင်လိုင်ကောင်းရဲ့တစ်ဖက်ကနေပေါ့နဲ့တခြားတစ်ဖက်ကနေထွက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်မယ်နော်နောက်တစ်ခုက we drove through the city ကျွန်တော်တို့ကမြို့ကိုဖြတ်ပြီးကားမောင်းသွားတယ်ဆိုတဲ့အဓိပ္ပာယ်ကမြို့ရဲ့လမ်းကြိုလမ်းကြားကလေးတွေကလည်းကားမောင်းသွားတာမျိုးဖြစ်နိုင်တယ်အဲ့ဒီအဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုက the river flows through the city မြစ်ကမြို့ကိုဖြတ်ပြီးစီးသွားတယ်ဆိုတဲ့အဓိပ္ပာယ်ကမြစ်ကြောင်းတစ်ခုရှိတယ်အဲ့မြစ်ကြောင်းရဲ့တနေရာပေါ့နော်ဧရိယာအကျယ်ဝန်းတစ်ခုကပေါ့နော်မြို့ထဲမှာရှိတယ်အဲ့လိုအနေအထားမျိုးမှာတချို့က the river flows through the city okay မြစ်ကမြို့ကိုဖြတ်စီးသွားတယ်ဆိုတာမျိုးရေးကြတာဖြစ်ပါတယ်နောက်တစ်ခုက the thief came through the window okay တခုကပြတင်းပေါက်ကနေဖြတ်ပြီးဝင်လာခဲ့တယ်ပြီးရင်တခြားတစ်ဖက်ကထွက်မှာပေါ့နော်တကားပေါက်ကပြည့်ထွက်မှာပေါ့နောက်တစ်ခုကHe pushed the way through the crowd ဆိုလိုတဲ့အဓိပ္ပာယ်ကသူကလေလူအုပ်ကြားထဲမှာတိုးကိုဖြတ်လျှောက်သွားတယ်လူအုပ်ကြားထဲမှာဖြတ်တိုးကိုပြောသူလမ်းကြောင်းရှာပြီးတော့အဲ့လူအုပ်ကြားထဲကနေဖြတ်ထွက်သွားတယ်အဲ့အဓိပ္ပာယ်ကိုပြောတာဖြစ်ပါတယ် okay ဒါဆိုဆက်သွားမယ်နော်ဟုတ်ပြီနောက်တစ်ခုကတော့ across က on the surface မျက်နှာပြင်ပေါ်က side to side တစ်ဖက်ကနေတစ်ဖက်ကိုဖြတ်သွားတဲ့အဓိပ္ပာယ်ကြီးမှာပြောတာဖြစ်ပါတယ်ကြည့်ရအောင်She walked across the road သူမကလမ်းဒီဘက်ကနေဟိုဘက်ကိုဖြတ်လျှောက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်နောက်တစ်ခုက the birds flying across the river okay ငှက်တွေကမြစ်ရဲ့ဒီဘက်ကန်းကနေဟိုဘက်ကန်းကိုဖြတ်ပြီးပြန်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခု the boy runs across the field ကောင်လေးကကွင်းရဲ့ဒီဘက်ကနေဟိုဘက်ကိုဖြတ်ပြေးသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခုက there's a bridge across the river okay ပြောမယ်ဆိုလို့ရှိရင်တရားတစ်စီးရှိတယ်ပေါ့နော်မြစ်ကိုဖြတ်ပြီးစောက်ထားတဲ့တရားတစ်စီးရှိတယ်မြစ်ရဲ့ဒီဘက်ကဟိုဘက်ကဖြတ်ပြီးတော့စောက်ထားတဲ့တရားတစ်စီးရှိတယ်နောက်တစ်ခုက she walked across the bridge သူမကတရားကိုဖြတ်လျှောက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်တရားရဲ့ဒီဘက်ကနေဟိုဘက်ကိုဖြတ်လျှောက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါမယ်ကဲဆက်သွားမယ်နော် so နောက်တစ်ခုက through နဲ့ across နဲ့ကြားတွေကခြားနာချက်ကလေးကိုပြောချင်တယ်ဒီမှာ we walk through the park ကျွန်တော်တို့ကပန်းခြံကိုဖြတ်လျှောက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ပန်းခြံရဲ့တနေရာနေဝင်တယ်ပေါ့နော်ဝင်ပြီးတော့တနေရာနေပြန်ထွက်သွားတယ်ဆိုလိုတာပန်းခြံရဲ့လမ်းကြားကလေးတွေဟိုလမ်းကြားဒီလမ်းကြားကနေလည်းဒီချိန်ကဝင်ပြီးဖြတ်လျှောက်သွားမယ်အဲ့ဒါက we walk across the park ကျွန်တော်တို့ကပန်းခြံကိုဒီနေရာမှာဖြတ်လျှောက်သွားဆိုတော့ပန်းခြံရဲ့တစ်ဖက်ကနေဟိုဘက်တစ်ဖက်ကိုဖြတ်လျှောက်တာပန်းခြံထဲမှာဟိုလမ်းကြားဝင်ဒီလမ်းကြားဝင်တာမျိုးမဟုတ်ဘူးဥပမာဒီချိန်တို့သွားမယ်နေရာတစ်ခုမှာပန်းခြံတွေကနေဖြတ်လျှောက်အောင်ဆိုရင်ပန်းခြံရဲ့အဝင်ဝါးနေဟိုဘက်ထွက်တဲ့အထွက်ဘက်ကိုတန်းပြီးတော့သွားအဲ့ဒါမျိုးပြောတာเนาะ okay နောက်တစ်ခုပြောမယ် birds flying through the city okay ငှက်တွေကမြို့ကိုဖြတ်ပြီးပြန်သွားတယ်ဆိုတဲ့ဒီအဓိပ္ပာယ်မှာငှက်တွေကမြို့ရဲ့တိုက်ကြိုတိုက်ကြားကနေဖြတ်ပြန်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခုက birds flying across the city ဒါကြောင့်ငှက်တွေကလမ်းကြောင်းရှိလို့မြို့ကိုဖြတ်ပြန်သွားတာမြို့ရဲ့ပြောမယ်ဆိုလို့ရှိရင်တိုက်ကြိုတိုက်ကြားတွေကနေအစအဦးတွေကြားဖြတ်ပြန်သွားတာမျိုးမဟုတ်ဘူးနောက်တစ်ခု we drove through the city ကျွန်တော်တို့ကမြို့ကိုဖြတ်ပြီးကားမောင်းသွားတယ်မြို့ရဲ့ဟိုဘက်လမ်းဒီဘက်လမ်းလေးတွေကနေဖြတ်မောင်းမှာပေါ့ဒါကတော့ we drove across the city ဆိုတော့မြို့ရဲ့ဒီဘက်ကနေဟိုဘက်ကိုတန်းပြီးဖြတ်မောင်းသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်Okay ဒီနေ့တော့ဒီလောက်ပါပဲအားလုံးပဲစိတ်ကျန်းမာခြင်းကိုယ်ချမ်းသာခြင်းများဖြင့်အစဉ်သာဝရပြည့်စုံနိုင်ကြပါစေနော်ကဲ see you bye bye ပါရှင်